ဤအမွှာညီမနှစ်ယောက်ဟာတယောက်နဲ့တယောက်ကိုခန္ဓာချင်းပူးကပ်နေခဲ့ကြပါတယ်။တနေ့မှာတော့သူတို့နှစ်ယောက်လုံးကယောက်ျားလေးတစ်ယောက်တည်းကိုပဲချစ်မိသွားခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီယောက်ျားလေးကအမဖြစ်သူကိုပဲသဘောကျခဲ့တာပါ။သူတို့နှစ်ယောက်ချစ်ကြိုက်နေတာကိုမြင်ရတာကညီမဖြစ်သူကိုမနာလိုဖြစ်စေခဲ့ပြီးသူ့ရဲ့အချစ်ကိုအမဖြစ်သူကလူယူဖို့ကြိုးစားနေတယ်လို့ခံစားခဲ့ရပါတယ်။ညီမဖြစ်သူရဲ့ဒီလိုထူးဆန်းတဲ့အမှုအကျင့်တွေကအမဖြစ်သူကိုအလွန်မင်းစိတ်နှောက်ယှက်ဖြစ်လာစေခဲ့တာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုခွဲစိတ်ပြီးတိကျစီခွဲထုတ်ပေးဖို့အမေဖြစ်သူကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ညီမဖြစ်သူကတော့ခွဲစိတ်မှုခံယူဖို့ငြင်းဆန်ခဲ့ပါတယ်။တနေ့မှာတော့အဲ့ဒီယောက်ျားလေးကဝေးလံတဲ့နေရာတစ်ခုကိုထွက်ခွာသွားတော့မယ့်အချိန်မှာအခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်။အမဖြစ်သူကသူ့ကိုတွားပြီးနှုတ်ဆက်ချင်ခဲ့ပေမဲ့ညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်မနှုတ်ဆက်နိုင်ခဲ့ပဲအဲ့ဒီလူလည်းထွက်ခွာသွားခဲ့ပါတယ်။အမဖြစ်သူကသူကိုယ်တိုင်ဆွဲထားတဲ့အဲ့ဒီလူရဲ့ပုံတူပကြီးကားကိုကြည့်ပြီးသူ့အကြောင်းကိုအမြဲတွေးတောနေလေရှိပါတယ်။ဒါကညီမဖြစ်သူကိုပိုပြီးဒေါသထွက်စေခဲ့တာကြောင့်အဲ့ဒီဓာတ်ပုံကိုအစအနမကြံအောင်စုပ်ဖြဲပစ်ခဲ့ပါတယ်။အမဖြစ်သူကညီမရဲ့ဒီလိုအပြုအမူတွေကိုဆက်ပြီးတီးမခံနိုင်တော့တာကြောင့်ခွဲခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့စကားများရန်ဖြစ်နေစဉ်အတော်အတွင်းမှာပဲညီမဖြစ်သူကအမဖြစ်သူကိုလဲပင်ညစ်ပြီးအသက်ပြောက်တဲ့အထိတက်ပစ်လိုက်ပါတော့တယ်ဒီလိုဝက်ချက်ကိုဖုံးကွယ်ဖို့အတွက်အမေဖြစ်သူဟာခွဲစိတ်မှုကိုမဖြစ်မနေလှုပ်ဆောင်ပေးခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ညီမဖြစ်သူဟာအမရဲ့နေရာကိုအစားထိုးဝင်ရောက်ခဲ့ပြီးအမရဲ့ရည်စားနဲ့ပါလက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူမရဲ့ဘဝထဲမှာထူးဆန်းတဲ့ဖြစ်ရပ်ဆိုးတွေစတင်ပြီးကြုံတွေ့လာရပါတော့တယ်။